လိုက်ရှာနေရလဲအေးလေအေးစေးအပူရှောင်ပြီးတော့မုတ်စားပါမယ်ဆိုရင်မှလည်းဘာရှာလဲဟုတ်ပါအေးလေမင်းကလေးချင်းစုံလုံးပြောရအောင်မယ်တိလားငါရဲ့နေရလေရားပြီးတော့လေအနံ့ဆိုးလေးထွက်ပြီးတော့လေငါမှဟဲ့စက်ပြားလေးလည်းတုံးရတာစုံနေပြီအခုအဆင်မပြေဘူးပေါ့နော်အားကြောင့်လိုက်ရှာနေရဘယ်ဟာတုံးရင်ကောင်းမလဲပေါ့နော်အဲ့ဒါနဲ့တော့ဘာမှစိတ်ညစ်နေတယ်အခုလည်းရှိသေးတယ်တုံးချင်းနေတဲ့ဟာလေးရှိတယ်သူ့ကိုတုံးရ3မြောက်ရှိသွားပြီကိုရင်းမလို့နှုံးရတာနော်သူကလေ pH level 45တောင်ပါလို့မင်းမကိုရဲ့အစိုးတက်ကိုလည်းကောင်းကောင်းလေးထိမ့်ပေးနိုင်တယ်နေရထိုင်ရတာလေတုံးပြီးသွားရင်အေးပြီးတော့ရမ်းတောက်တာရှိရအဲ့လိုမျိုးလေးစိုက်တာအေးပြီးတော့လေခြေတိုက်ဆိုတုံးလို့လည်းအရမ်းကောင်းဟဲ့ဒီခေတ်လားအဲ့ဒါဆိုရင်ငါသုံးခုကနေလည်းထူနေမလားမသိဘူးအစင်းပြမှာလေအဲ့တော့ကြာတော့စသုံးခုတာကအဖြူစင်းတော့အခုစီဖြစ်နေရတယ်ပတ်တည်ရမော်ပြမော်တော့ဆိုလို့ရှိရင်အဖြူစင်းနေနောက်ပြီးတော့အဖြူစင်းတာကြောင့်ရားလာတယ်ကွာရားလာပြီးတော့နည်းနည်းအဖြူလေးများတယ်ဆိုအနံ့ကလည်းနောက်မှလိုက်လာတယ်လေအဲ့ဒါမျိုးကတရက်ချားနေပြီးတော့တစ်ပတ်လောက်သုံးတာအဲ့လိုသုံးတဲ့အခါမှာလုံးဝအနံ့ကပတ်တာပါတယ်နောက်ပြီးတော့သူ့ရဲ့ signature ရဆိုလို့ရှိရင်သူကအနံ့ဆိုးတွေကိုသူက short ချပေးတယ်အဲ့ဒါကြောင့်မလို့မလဲရှားတင်လာတဲ့အချိန်မှာတော့သုံးတာဟုတ်လားရမ်းလိုက်တယ်သုံးကြည့်ဒီကောင်းတာပေါ့ဒီကောင်းလားအခုဆိုလို့ရှိရင် packaging တော့တိပြောင်းသွားပြီလို့ပြောရတယ်နော်ဟုတ်တယ်လေအရင်တော့ရွှေရောင်ရေလေးတွေအခုပန်းရဖြစ်သွားပြီပို့လာမှာနော်ဟုတ်လားအဲ့တော့ရှင်တို့နှစ်ယောက်လုံးဒီလောက်တောင်ကောင်းနေညွှန်းနေကျမကိုပြပါအောင်ပြရမယ်ဆိုတာပြလာတယ်အမြဲဆောင်ထားတဲ့သူလေးရန်တော့ကြောက်ပြလိုက်တယ်ပြလာမရှိဒီမှာအေးဒီမှာဒီကောင်ကြီးကလေဒီကအားလေးချင်းတယ်နော်အရင်ဘူးဟောင်းနှစ်ဘူးကတော့ကုန်သွားပြီသူကအရင်တော့ရွှေရောင်နဲ့လာတာအချင်းရဲ့ရွှေရောင်လေးကွာအနံ့လေးရှူကြည့်မယ်နော်ရတာပေါ့ခရစားအနံ့လေးရေအနံ့အရင်ရှူအောင်ဟုတ်လားဟဲ့ပြောမွေးရမွေးလိုက်တာဟွာလေအေးတစ်ခုခုနဲ့အနံ့တူတကယ်တောက်ချင်သွားပြီသူကလုံးဝ fresh ဖြစ်တာလေနော်ငါတော့အိမ်ကအနံ့လေးတောင်းနေတယ်အနံ့လေးဆိုတဲ့အတွက်ကြောင့်မလို့အဲ့ဒီအနံ့တက်သမားရဆိုလို့ရှိရင်လုံးဝရွှေ့ခဲ့တယ်တကယ်ကျွန်တော်ရတဲ့နေ့ဆိုလို့ဆိုတော့လုံးဝကျွေးနေပြီပြီးတော့လေတောင်းလိုက်တဲ့ချက်ချင်းမှလည်းသူကအနံ့သိတာနော်ပြီးတော့သူရေးတာ love and love ဆိုရဲနော်တောင်းချင်စိတ်ကမတရားတစ်ပါးပါဖြစ်နေတယ်ဒီအနံ့လေးကဒုက္ခလိုရနေမှာဖြစ်နေတဲ့ဟာလဲဆိုသူဝတ်တယ်ပဲအော် made in Korea နော်ဟုတ်တယ် made in Korea lactic acid နဲ့ပါတော့ main ကလေးတွေအတွက်ပို့ပြီးတော့ကျန်းမာရေးအတွက် safe ဖြစ်တယ် bonus အနေနဲ့ collagen လည်းပါတော့ကျင်းတယ်နော်တည်တယ်လေကိုစစ်သေးရောရှင်တို့ညောင်ဘာတွေပြောနေကြရလဲစိတ်ရည်တက်မပါဘူးအေးပါဟဲ့ကိုချစ်တာမချစ်တာနောက်အမျိုးသမီးတိုင်းအတွက်တရှင်းကျန်းမာနေဖို့အဓိကမလားအဲ့တော့ Azin Feminine Wash ကိုငါသုံးလိုက်တော့မယ်ပြိုအို main ကလေးတိုင်းအတွက်တရှင်းကျန်းမာနေစေဖို့Azin Feminine Wash